အားလုံးပဲမင်္ဂလာပါဗျာနော်ကဲ9ရက်9လ2026မှာမျိုးတို့အောင်ခဲ့ပြီနော်ကျွန်တော်ဗီဒီယိုလေးမတင်အားလို့ကျွန်တော်ကဏ္ဍလေးတွေနဲ့ကတ်လေးနဲ့ဗီဒီယိုလေးလုပ်ပြီးတော့ကျွန်တော်ကတ်လေးဆွဲပြီးတော့ကျွန်တော်တင်ပေးထားပါတယ်ဗျာနော်အဲ့တော့ကျွန်တော်ဗီဒီယိုလေးတင်လို့အားရင်လည်းကျွန်တော်ဗီဒီယိုတင်ပေးပါမယ်ဗျာနော်အဲ့တော့ဒီနေ့ကျွန်တော်တရက်စာဝမ်းချိန်ပေးခဲ့တယ်မနက်ကမထိပါဘူးညနေ main ကွက်ပါဝင်တယ်ပတ်တီးလေးရတယ်နှစ်သီးစားအောင်တယ်ဗျာနော်ကျွန်တော်38ဝမ်းချိန်38ပတ်တီးကိုကျွန်တော်3ပိုင်ရွေးပေးထားတယ်ပြီးရင်3နဲ့ပတ်သက်ရင်3934 3533ညာဆိုပြီးတော့မှကျွန်တော် main ကွက်4ကွက်ရွေးချယ်ပေးထားတဲ့အထဲမှာမှ34ဆိုပြီးတော့ဒဲထွက်သွားတယ်ဗျာနော်နှစ်သီးစားရမှာပါကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ရှုတဲ့လူလေးတွေကတော့အကျိုးရှိမှာပါဗျာနော်အဲ့တော့10ချိန်မှာကျွန်တော်9ချိန်10ချိန်ကတော့အများဆုံးကျွန်တော်အာမခံတယ်ကျွန်တော်ဝမ်းချိန်လေးတွေမပြတ်နိုင်ပါဘူးဗျာနော်မပြတ်နိုင်ပါဘူးနော်ကျွန်တော်9ဈေး10ဈေးလောက်တော့9ဈေးလောက်ကတော့အကျူးလုံးနော်9ဈေးလောက်ကတော့ဖြစ်နိုင်ပါတယ်ဗျာနော်လူတိုင်းကတော့ဘယ်သူမှတူးဒီမှာဆရာမရှိပါဘူးအာမခံနိုင်တဲ့ဆရာတစ်လုံးပိုင်ဆရာဆိုတာမရှိပါဘူးဗျာနော်ဝမ်းချိန်ထိဖို့တော့မနေ့စူးစမ်းထားရတာပါကျွန်တော်ရှာနိုင်သမျှလေးတွေရှာပြီးတော့ကျွန်တော်စေတနာနဲ့တင်ပေးတာပါကျွန်တော်ရဲ့ဗီဒီယိုလေးတွေကျွန်တော်ရဲ့ကတ်ကလေးတွေတင်တဲ့ခါကျရင်လည်းမြင်ရတွေ့ရအောင်လို့ like and share လေးလုပ်ပြီးတော့ subscribe လေးနှိပ်ပေးပါအပ်ပေးထားပါအပေါင်းလေးကိုနှိပ်အပ်ပေးထားပါပြီးလို့ရှိရင်လက်မလေးတွေနှိပ်ပေးခဲ့ပါဗျာနော်ကျွန်တော်နေ့တိုင်းတင်သွားပေးမှာပါကျွန်တော်ဗီဒီယိုလေးတွေတင်လို့မှရင်လည်းကတ်ကလေးတွေတင်ပေးမှာပါအဲ့တော့ကျွန်တော်ဗီဒီယိုကတူတူပဲပြောလို့ရတာဖြစ်တဲ့အတွက်မနက်ဖြန်ဝမ်းချိန်ကိုကျွန်တော်ခေါ်ပါမယ်8ရက်9လ2026ဗုဒ္ဓဖူးနေ့ဝမ်းချိန်ဒီတစ်လျှောက်ဝမ်းချိန်တစ်လျှောက်ပတ်တီးပါကြိုပြောထားပါမယ်မနက်မထီရင်ညနေဆက်ထိုးပါတရက်စာဝမ်းချိန်ပါဗျာနော်တစ်လျှောက်ဝမ်းချိန်တစ်လျှောက်ပတ်တီးပါတစ်နဲ့ပတ်သက်ရင်တစ်လျှောက်ဝမ်းချိန်တစ်လျှောက်ပတ်တီးကို2 3ခွန်8နဲ့ကတ်မယ်ဗျာနော်တစ်လျှောက်ဝမ်းချိန်တစ်လျှောက်ပတ်တီးကို2 3ခွန်8နဲ့ကတ်မယ်1 2 1 3 1 8 1ခွန်6 2 6 3 6 8 6ခွန်ဖြစ်ပါတယ်ဗျာနော်1 2 1 3 1 8 1ခွန်6 2 6 3 6 8 6ခွန်ဖြစ်ပါတယ်ဗျာနော်ကျွန်တော်အဲ့ထဲမှာမှတစ်လျှောက်ဝမ်းချင်းတစ်လျှောက်ပတ်တီးထဲမှာမှနှလုံးလုံးကြရင်နှလုံးလုံးပတ်နိုင်ပါတယ်ကြိုက်တဲ့ကဏ္ဍကိုပို့ပြီးတော့တင်ပတ်နိုင်ပါတယ်ဗျာနော်အကြိုက်တူရင်ပို့ပြီးတင်ပတ်နိုင်ပါတယ်ကျွန်တော်ကတော့တစ်ကိုပို့ကြိုက်ပါတယ်ဗျာနော်ဒါပေမဲ့နှလုံးလုံးပတ်ရင်ပို့သေးကြပါတယ်ပေါက်ကြပါစေအားလုံးပဲကံကောင်းကြပါစေဗျာနော်ကျွန်တော် like လက်မလေး